Hello အားလုံးမင်္ဂလာပါဆွေရင်လူယူရရှိတဲ့လွယ်လုပ်ငန်းမှာပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့မိတ်ဆွေများကိုမျှဝေချင်တဲ့အကြောင်းအရာကကျွန်တော်တို့ဆွေရင်လူယူရရှိတဲ့ကနေပြီးတော့မှတာသမီယတနာလေးတွေကိုရက်လာတဲ့အကြောင်းရဲ့နံပါတ်6အပိုင်းစသမအပိုင်းကိုကျွန်တော်မျှဝေချင်ပါတယ်ကျွန်တော် share ဗီဒီယိုတွေပြောတဲ့အတိုင်းပဲကျွန်တော်တို့4နှစ်လောက်ထိ4နှစ်ခွဲလောက်ဒီကလေးမရဘူးပေါ့နော်ဒါပေမဲ့4နှစ်ပြောင်းတဲ့အချိန်မှာကျွန်တော်တို့အားကစားတွေလှုပ်လာတယ်လှုပ်လာတဲ့အချိန်မှာအဲ့ဒီအချိန်မှာကျွန်တော်ကအင်တာနက်ဆိုင်ဖွင့်နေလူပေါ့နော်အဲ့တော့Gmail TikTok ခက်နော်ကျွန်တော်တို့စာလေးနဲ့ဆက်သွယ်ရတဲ့ခက်အဲ့ဒီခက်ချိန်မှာကျွန်တော်ကအင်တာနက်ကိုကိုယ်တိုင်ဆိုင်ဖွင့်ထားတဲ့အတွက်ကျွန်တော်လည်းပတ်စံပေးစရာမလိုဘူးပေါ့နော်အင်တာနက်တုံးတာအဲ့တော့အင်တာနက်ဆိုင်မှာတော်တော်များရှိတဲ့အချိန်မှာကျွန်တော်ဒီမိတ်ဆွေတွေကိုအမြဲတမ်းနှုတ်ဆက်စကားပြောတယ်ငယ်တကယ်ချင်းတွေလည်းပြန်ပြီးတော့တွေးဖြစ်တယ်ပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်ကံဟိုတာသမီယတနာရဖို့ဖန်လာတဲ့အချိန်လို့ကျွန်တော်ထင်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်တို့ငယ်တငယ်ချင်းဖြစ်တဲ့ဒေါက်တာအီမွန်လင်းဆိုတာရှိတယ်သူကဦးကြီးအထူးပြုနဲ့ရန်ကုန်မှာကျောင်းတက်ပြီးတော့မှဟောက်စာချင်းဆင်းနေတဲ့အချိန်တော့ဖြစ်တယ်အဲ့တော့သူနဲ့တွေ့ဖြစ်တယ်အမြဲတမ်းဆက်တွေ့ဖြစ်တယ်ပေါ့နော်ကြီးမီးကြီးထောင်းနေမယ်နော်အဲ့ချိန်မှာသူကရန်ကုန်ကနေပြီးတော့မှသူလူအမေထင်တဲ့အရာတွေကိုကျွန်တော်ကိုဆေးဒီဆေးရတယ်ကျွန်တော်အမျိုးသမီးရောအဲ့ချိန်မှာကျွန်တော်တို့ဦးကြီးနဲ့မပြတော့ဘူးဘယ်ဦးကြီးနဲ့မပြတော့ဘူးအဲ့တော့ကျွန်တော်စိတ်ထဲမှာထင်တာတော့အခုပြန်စဉ်းစားကြည့်ရပါတော့ပြန်စဉ်းစားကြည့်ပါထူလဲဆိုတော့သူကလည်းတငယ်ချင်းကလည်းအဲ့ဒေါက်တာအီမွန်လင်းကလည်းသူစီမှာလူနာများမရှိတော့သေးဘူးသူကလည်းတင်နေမြပညာတွေအကုန်လုံးလက်တွေ့ဆန်းရှင်းနေတဲ့အချိန်ဖြစ်ကောင်းဖြစ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ကလည်းmaybe တူစီရောလူနာဖြစ်ရင်ဖြစ်မယ်အနေအချင်းလူနာထဲမှာကျွန်တော်တို့လင်မြန်းနေတော့ပါနေမှာပေါ့အဲ့တော့ तू ကအမြဲတမ်း queue site ပေးတယ်ဘာတွေစစ်ဖို့လိုတယ်ဆိုပြီးတော့ကျွန်တော်စစ်ခိုင်းတယ်ကျွန်တော်ကလည်းစစ်တယ်စစ်ပြီးတော့မှဒီစစ်ချက် result တွေကိုကျွန်တော်သူ့ကို email နဲ့ပြန်ပို့ရတယ်ပြီးရင် तू အားတဲ့အချိန်ဖတ်ပြီးတော့မှဘာဆေးတောက်ပါဘာတွေစစ်ချက်တွေဝယ်ပါကျွန်တော်တကယ်ချင်းကျွန်တော်ဘောတကယ်စီနေတာကောင်းခဲ့တယ်ကျွန်တော်လည်းအပေါင်းအသင်းနဲ့ပတ်သက်လာရင်မိတ်ဆွေနဲ့ပတ်သက်လာရင်တော်တော်ကံကောင်းတဲ့လူတယောက်ပေါ့နော်အဲ့တော့အဲ့ဒီခေတ်တုန်းက NH တက်လို့ခေါ်တာမသိဘူးအဲ့ဒီမျိုးဦးကျွေမကျွေစစ်တဲ့စီးလေးပေါ့နော်အဲ့ဒီစိတ်ကရိယာလေးတခုတော့ကျွန်တော်ဝယ်လို့မရဘူးဗျအဲ့ခေတ်ခါတော့လေဝယ်လို့မရလားကျွန်တော်ရှာမတွေ့ရလားမသိဘူးသူကိုယ်တိုင်ကဝယ်ထဲဗျာစီဒနာနဲ့ကျွန်တော်လေတကယ်ဒေါက်တာအီမွန်လင်းကိုလည်းတကယ်ကျေးဇူးကြီးပါတယ်ကျွန်တော်အပေါ်တကယ်ကျေးဇူးရှိပါတယ်အဲ့တော့ဒီမှာအဲ့လိုပဲဆေးစစ်ကြတာပေါ့အတော်အပြန်သူစစ်ခိုင်းနေတာစစ်ပြီးတော့သူတောက်ခိုင်းနေဆေးတောက်ပြီးတော့အဲ့လိုပဲတွားကြတယ်အဲ့မှာမရလေဘူးတော်တော်နဲ့မရလေဘူးအဲ့ချိန်မှာ तू ကဘာတင်ပေးလဲဆိုရင်နေတဲ့မျိုးဥကျွေရဲ့ညင်ခတ်မှန်လို့အဲ့ဆေးစစ်ချက်တွေပဲမားရင်မားနေအောင်မယ်တဲ့ तू ကအလွယ်ကြီးပြောပြတာကတော့နော်အဲ့ချိန်မှာကျွန်တော်တို့အမျိုးသမီးတွေမှာအဖြူတွေပါဆင်းသက်တယ်လေအဲ့ချိန်မှာဒါတွေ80 plus ဖြစ်သွားပြီနော်အဲ့မှာလူကြီးတွေပဲနားထောင်တော့ကလေးတွေလည်းဂေးရှိနေကြော်လိုက်ပေါ့နော်အဲ့မှာအဲ့ဒီအဖြူလေးတွေကိုလက်နဲ့ကင်ကြည့်လို့မှဒီလိုလက်နဲ့ကင်ပြီးတော့မှဒီလိုလေးဟားကြည့်လိုက်တယ်ဆိုရင်သူတို့တတွေးလိုမျိုးပေါ့ပြတ်သွားတယ်ဆိုရင်ဒါမျိုးဥကျွေတဲ့ကာလမဟုတ်ကျွန်တော်တို့ဆွဲကြည့်လို့မှဟားလိုက်တဲ့အချိန်မှာတလိပ်လိုမျိုးစီးပြီးတော့ပါလာတယ်ဆိုရင်ဒါမျိုးဥကျွေနေဒါသူအလွယ်နီးပြောပြီးတဲ့အချိန်မှာအဆင်ပြေတယ်ကောင်းတော့ LH10 ဆိုတဲ့ကရိယာနဲ့လည်းစမ်းတက်တယ်ခဏပြောတဲ့အတူနည်းနဲ့ကျွန်တော်စမ်းတက်ခဲ့တယ်ပေါ့အဲ့ဒီမျိုးကိုကျွန်တော်မျိုးဥကျွေတဲ့ချက်ကိုကျွန်တော်သိခဲ့ရတယ်
ဟုတ်ကဲ့ဒေါက်တာအီမွန်လေးကျေးဇူးပါဗျဟုတ်ကဲ့နောက်ဗီဒီယိုတွေကိုကျွန်တော်နောက်ပိုင်းမှာကျွန်တော်ဆက်တင်ပါမယ်ဗျဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ဗျ